အားလုံးပဲမင်္ဂလာနေ့ကလေးပါဦးစွာပထမဆုပ်ဝင်ကောင်းလိုက်ပါတယ်ဒူရီဗလာချင်းများအတွက်ဒူရီတို့ချင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာတို့ဒီကနေ့23ရက်နေ့ပေါ့နော်တနင်္လာနေ့အဖွင့်နေ့ရောက်ခဲ့ပြီဆရာဒီနေ့အတွက်ဆရာဘလူးကနက်တူကနက်အောင်လေးတွေ့ပြီးတော့ချပေးသွားမလဲဆိုတော့မိတ်ဆွေအနေနဲ့မျှော်လင့်နေကြပြီလို့ဆရာထင်မိပါတယ်ကဲဆရာတို့ရေမဲမှာကြည့်အောင်ရေမဲတောက်ကြနေမှာဆိုရင်ဆရာမနေ့ပိုင်းမှာဆိုရင်2 1ညနေပိုင်းမှာဆိုရင်3ခုပေါ့နော်အရင်ဘက်ကဆရာပြီးတဲ့ထဲမှာက1ဆိုရကနက်လေးပါသွားရင်နော်မိတ်ဆွေအနေနဲ့နောက်ဆုံးပေးအိတ်နဲ့လွယ်လွယ်ရအောင်ဆရာကနေလေးရှာပြီးတယ်နော်အဲကြလိမ့်မယ်ဆရာညွှန်လိမ့်မိတယ်အဲ့တော့ဆရာဒီနေ့ပတ်ဒီနေ့ဒီဘက်ပေါ့နော်ဆရာဒီဘက်တနေ့လာနေအဖွင့်နေမှာအဖွင့်နေလေးမှာစပြီးတော့ကန်ထူးသွားကန်ကောင်းသွားအောင်လို့ဆရာကနေကောင်းလေးတွက်ပြီးတော့ရှာပြီးသွားမယ်ဆိုတော့ဒီနေ့အတွက်ဆရာပတ်သီးအနေနဲ့ကတော့တုံညာဆော့ပတ်သီးပေါ့နော်ဒီအနေနဲ့ဆရာယူထားတော့4-8ကီလီကိုဆရာယူပြီးထားတယ်အဲ့တော့ဆရာတို့ကနေလေးတွက်ကြည့်အောင်9 3 5 ရှာ3 5ရှာ4 5 4 3 4ရှာ8 5 8 3 8 6ရှာပေါ့နော်စုပါကိုယ်စီသွားတယ်အဲ့ဒီမှာဆရာကတနင်္လာနေ့ပုံမှန်ဆိုရင်သူအပူလေးကလာတယ်အဲ့တော့ဆရာအပူလေးရှာပေးမယ်အပူကတော့အထွေထူးမရှိပါဘူး8 8ပူနဲ့3 3ပူဆိုရောအပူလေးနှစ်ခွက်ဆရာထည့်ပေးထားတယ်ပုံမှန်ပါမယ်နော်ကဲအားလုံးပါစုအောင်ဆက်တော့ဖြစ်သွားတယ်မေဆွေအနေနဲ့တနင်္လာနေ့မှာအဖွင့်လေးမှာပေါ့နော်ကံကောင်းကြပါစေလို့ဆရာဆုတောင်းရေးဆရာဗီဒီယိုလေးကိုဒီမှာဆုံးသက်ပြစီအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ